မင်္ဂလာနံနက်ခင်းမှာဂေယုနာတော်သည်နံနက်တိုင်းအသက်ဖြစ်သည်လို့ဆိုထားတဲ့အတိုင်းဒီနေ့မနက်ခင်းမှာလည်းအသက်တော်ဂေယုနာတော်နဲ့အတူဘုရားသခင်နဲ့အစပြုနိုင်ဖို့ Start Your Day with God ရဲ့ Drossel Light အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကယ်တင်ခြင်းရဲ့အဖို့ခကိုနားလည်ပါဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ကယ်တင်ခြင်းအကြောင်းကိုပြောတဲ့အခါလူတော်တော်များများကလွယ်လွယ်ကူကူရရှိနိုင်တဲ့အရာတစ်ခုလို့ထင်တတ်ကြပါတယ်။ယေရှုခရစ်တော်ကိုမိမိအသက်သခင်ကယ်တင်ရှင်ဖြင့်လက်ခံယုံကြည်လိုက်တာနဲ့ကယ်တင်ခြင်းရသွားပြီ။ဒါပဲလို့ရိုးရှင်းလို့နဲ့ရှုထောင့်ကနေမြင်တတ်ကြပါတယ်။တကယ်တော့ကယ်တင်ခြင်းဆိုတာဟာလွယ်လွယ်ကူကူနဲ့ရရှိတာမျိုးမဟုတ်ပဲအလွန်တန်ဖိုးကြီးမားပြီးအလေးနက်ထားရမယ့်အရာတစ်ခုပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီကယ်တင်ခြင်းကိုရဖို့အတွက်အဖို့ခကြီးမားတဲ့ပေးဆက်မှုတွေရှိခဲ့လို့ပါပဲကယ်တင်ခြင်းရဲ့အဖို့ခကဘာလဲဆိုရင်ဘုရားသခင်ရဲ့တပါးရီသောသားတော်ယေရှုခရစ်ရဲ့အသက်ဆုံးပူဇော်ခြင်းအသွေးတော်သွန်းခဲ့ခြင်းပဲဖြစ်ပါတယ်လူသားအလုံးရဲ့အပြစ်တွေကိုခွင့်လွှတ်ဖို့အတွက်ခရစ်တော်ဟာလက်ဝါးကတိုင်းမှာအသေးခံခဲ့ရပါတယ်လောကမှာဘယ်အရာကမှကိုယ့်အသက်ကိုစွန့်ပြီးအခြားသူရဲ့အပြစ်အတွက်ပေးဆက်တာမျိုးမရှိပါဘူးဒါဟာအပြစ်သားဖြစ်တဲ့ကျမတို့အတွက်ဘုရားသခင်ကပေးဆက်ခဲ့တဲ့အကြီးမားဆုံးသောမြတ်တာအမြင့်မြတ်ဆုံးသောပေးဆက်မှုပဲဖြစ်ပါတယ်။တစ်ပေခန်းကြီး1အငယ်18-19မှာဆိုရင်မိစဉ်ဖာဆက်ကျင်လေသောအချင်းဤကျင့်ကြံပြုမှုခြင်းမှာရွှေငွေအစရှိသောဖောက်ပြန်ပျက်စီးတတ်သောဥစ္စာနှင့်တင်တို့ကိုရွေးတော်မူသည်မဟုတ်အဘယ်အပြစ်များမရှိအညစ်အကြေးနှင့်ကင်းစင်သောတိုးတငယ်ကဲ့သို့သောခရစ်တော်၏အသွေးတော်မြတ်နှင့်ရွေးတော်မူသည်ကိုတိမှန်ကြလောဟုဖော်ပြထားပါတယ်။ကျမတို့ရဲ့ကယ်တင်ခြင်းကရွှေငွေနဲ့ဝယ်လို့မရနိုင်တဲ့အဖိုးထိုက်တန်တဲ့အသွေးတော်နဲ့ရွေးနှုတ်ခဲ့တာပဲဖြစ်ပါတယ်။ကယ်တင်ခြင်းကအဖိုးခကြီးမားတဲ့ဆိုတာကိုသိရှိနားလည်တဲ့အခါကျမတို့ရဲ့တုံ့ပြန်မှုကလည်းပေါ့ပေါ့ဆဆမဖြစ်သင့်ပါဘူး။ကျမတို့ကဒီအခမဲ့ရတဲ့လက်ဆောင်ကိုတာမန်လက်ခံရင်တသက်မဟုတ်ပဲကျမတို့ရဲ့အသက်တာတစ်ခုလုံးနဲ့တုံ့ပြန်သင့်ပါတယ်။ရှင်ပေါလုကယောမအခန်းကြီး7အငယ်1မှာညီအကိုတို့အသက်ရှင်ခြင်းလက္ခဏာတန့်ရှင်ခြင်းလက္ခဏာဖျားသခင်နှစ်သက်တော်မူွယ်သောလက္ခဏာနှင့်ပြည့်စုံသောယစ်ကိုသင်တို့သည်ပူဇော်၍မိမိကိုယ်ခန္ဓာကိုဖျားသခင်အားစက္ကပ်ခြင်းတည်းဟုသောသင်တို့ပြုအပ်သောဝတ်ကိုပြုမည်အကြောင်းဖျားသခင်ဤဂရုဏာတော်ကိုထောက်ထား၍သင်တို့ကိုငါတိုက်တွန်းနှိုးဆော်ပေ၏လို့ရေးသားတိုက်တွန်းထားပါတယ်။ဒါဟာကယ်တင်ခြင်းရရှိပြီးတဲ့နောက်မှာကျမတို့ကယေရှုခရစ်ရဲ့အသက်တာပုံစံကိုလိုက်လျှောက်ပြီးအပြစ်ကနေရှောင်ကျဉ်ရမယ့်တာဝန်ရှိရဆိုတာပြသနေပါတယ်။ကျမတို့ရဲ့အသက်တာဟာယေရှုအတွက်အသက်ရှင်ရမယ်။အသက်တာရဲ့ဦးစားပေးတွေကိုပြန်လည်ဆင်ခြင်ရမယ်။ဒါဟာကယ်တင်ခြင်းရဲ့အဖို့ခကိုအလေးထားသူတွေရဲ့လက္ခဏာပဲဖြစ်ပါတယ်။ကယ်တင်ခြင်းဆိုတာကတခဏတာယုံကြည်မှုတစ်ခုတည်းနဲ့ပြီးဆုံးသွားတာမျိုးမဟုတ်ပါဘူး။ဒါဟာလူတစ်ယောက်ရဲ့စိတ်နှလုံးပြောင်းလဲနေအတူနေ့စဉ်နဲ့အမျှဖျားသခင်နဲ့နေဆက်ဖို့ကြိုးစားအားထုတ်ရမယ်ခရီးစဉ်ရှိကြီးတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်ကယ်တင်ခြင်းကိုဈေးမပေါ်တဲ့အရာတစ်ခုဖြစ်ခံယူတဲ့အခါကျမတို့ရဲ့ဘဝမှာဘယ်အရာကိုအရေးကြီးဆုံးနေရာမှာထားမလဲဆိုတာကိုပြန်လည်သုံးသပ်ဖို့လိုအပ်ပါတယ်။အသက်တာကိုပေါ့ပေါ့ဆဆနဲ့အပြစ်တွေထဲမှာဆက်လက်နေထိုင်နေမယ်ဆိုရင်ဒါဟာကယ်တင်ခြင်းရဲ့အဖို့ခါကိုနားမလဲတာဒါမှမဟုတ်တမိုးမထားတာနဲ့အတူတူပါပဲယေရှုခရစ်တော်ရဲ့အသွေးတော်နဲ့ဝိနုချင်းခံရတဲ့ကျမတို့ကဒီတမိုးကြီးမားတဲ့ကယ်တင်ခြင်းကိုဈေးမပေါ်အောင်ဂရုတစိုက်ထိမ့်သိမ်းဆောက်ရှောက်တတ်ပါတယ်ကျမတို့ရဲ့အသက်တာကျမတို့ရဲ့လှုပ်ဆောင်မှုတိုင်းကယေရှုခရစ်တော်ရဲ့ပေးဆက်မှုကိုထင်ဟပ်စေဖို့ပဲဖြစ်ပါတယ်အားလုံးကိုဖျားရှင်အထူးကောင်းချီးပေးပါစေယေရှုခရစ်နာမ၌အာမင်